အားလုံးပဲမင်္ဂလာပါလာမယ့်ဘက်အတွက်တပတ်စာလက်ဆောင်ကပ်ကိုတင်ပေးမှာဖြစ်ပါတယ်စနေနေ့ရောက်ပြီဆိုတော့ထုံးစံတိုင်းကျွန်တော်အပတ်စဉ်တိုင်းမှာတင်ပေးနေတဲ့အထူးမွေးတစ်မျိုးတည်းဟိုတာ YouTube အကူမကြီးကိုဒါပေးသွားမှာဖြစ်ပါတယ်ကျွန်တော်ဟိုဘက် channel မှာဟိုဘက် channel တွေကနေပြီးတော့ကျွန်တော်အထူးမွေးကိုကျွန်တော်ပေးလာတာဆိုရင်ကျွန်တော်ဒါ73ဘတ်ဇက်တိုက်ကျွန်တော်တို့အောင်ခဲ့တာဖြစ်ပါတယ်channel ပြတ်သွားတဲ့ကျွန်တော်2ဘတ်ပဲကျွန်တော်မတင်ပေးတာဖြစ်ပါတယ်ပြီးခဲ့တဲ့အပတ်ကသူ့ရဲ့ရှေ့တစ်ပတ်ကအဲ့နှစ်ပတ်ကတော့ကျွန်တော် channel ပြတ်သွားလို့လုံးဝမတင်ပေးတာဖြစ်ပါတယ်ကျွန်တော်ရဲ့ဖန်စစ်တွေဆိုရင်တော့တိမှာဖြစ်ပါတယ်အထူးမွေးကကျွန်တော်တို့ဒါဟိုဘက် channel မှာဆိုလို့ရှိရင်ကျွန်တော်ဒါ73ဘတ်ဇက်တိုက်ကျွန်တော်ပေးပါတယ်အဲ့အထူးမွေးတွေကမှကျွန်တော်တို့ဒါ73ဘတ်ဇက်တိုက်လုံးကိုအထူးမွေးရအောင်တလို့ကျွန်တော်တို့ main on 8ခွက်ထဲကနေပြီးတော့ပဲအထူးမွေးရကျွန်တော်73ဘတ်ဇက်တိုက်အောင်ခဲ့တာဖြစ်ပါတယ် channel ပြတ်သွားတဲ့ပြီးခဲ့တဲ့အပတ်ကသူ့ရဲ့ရှေ့ဘက်ကအဲ့ဒီနှစ်ဘက်ကတော့ channel ပြတ်သွားတဲ့အတွက်ကြောင့်မလို့ကျွန်တော်မတင်ပေးတာဖြစ်ပါတယ်အဲ့ဆိုတော့ကျွန်တော်ဒီ14ဘတ်ဇက်တိုက်ကျွန်တော်ဆက်ပြီးတော့ပေးမလားမပေးလားဆိုတာတော့စောင့်ကြည့်ရမှာဖြစ်ပါတယ်ပြီးတော့ဟိုဘက် channel မှာဆိုလို့ရှိရင်ကျွန်တော်အပတ်စဉ်တိုင်းစနေနေ့ရောက်တိုင်းမှာအထူးမွေးတစ်မျိုးတည်းကိုပဲ YouTube ကအဖို့မဝင်နိုင်တဲ့အကူမတွေကိုကျွန်တော်ပေးခဲ့တာဖြစ်ပါတယ်အဲ့ဆိုတော့ဒီဘက်ပါဆက်ပြီးတော့ကျွန်တော်တို့အောင်မယ်ဆိုရင်တော့14ဘတ်မြောက်ဖြစ်ပါတယ်ပြီးတော့အကူမတွေကအပတ်ရည်လည်းပဲဒါမှတ်ထားစီကြပါတယ်အဲ့တော့မှကျွန်တော်ကအရင်လိုချရေးပြီးတော့မပြရတဲ့အတွက်ကြောင့်မလို့ကျွန်တော်စာရွက်တွေလည်းပြလို့မရပါဘူးအကူမတွေကကိုဟာနဲ့ကိုချရေးပြီးတော့မှတ်ထားစီကြပါတယ်အဲ့ဆိုတော့အထူးမွေးကိုကျွန်တော်ခဏနေမှကျွန်တော်ပေးမှဖြစ်ပါတယ်ပြီးတော့ကျွန်တော်ကဟိုဘက် channel မှာလည်းပဲကျွန်တော်ကဗီဒီယိုဖိုင်လုပ်ပြီးတော့ပဲတင်တာဖြစ်ပါတယ်ဒီဘက် channel မှာလည်းဗီဒီယိုဖိုင်လုပ်ပြီးတော့ပဲကျွန်တော်တင်ပေးပါတယ်ကျွန်တော်က live link လေးမရှိပါဘူးအဲဆိုတော့ကျွန်တော်တို့အထူးမွေးကိုမပြောခင်မှာကျွန်တော်တို့အခုလာမယ့်ပတ်မှာကျွန်တော်တို့လာနိုင်ကြီးရှိတဲ့ကျွန်တော်100ရာခိုင်နှုန်းလာနိုင်ကြီးရှိတဲ့အကောင်းဆုံးပေတံကိုလည်းကျွန်တော်ပြောထားခဲ့ပြီးပါမယ်အထူးမွေးထပ်သွားပြီးမှပေတံနဲ့မွေးလေးကတ်ကိုလိုက်ချင်လဲလိုက်လို့ရပါတယ်ပေတံရတော့အကူမတွေဒါမှတ်ယုံတက်ဒါမှတ်ထားစီကြပါတယ်အခုလာမယ့်ပတ်မှာကျွန်တော်ရဲ့အကောင်းဆုံးပေတံကတော့933ကို2.49နဲ့ကတ်တဲ့ပေတံကိုပြီးလိုက်ပါတယ်နောက်တစ်ခေါက်ပြန်ပြောပြပါမယ်933ကို2.49နဲ့ကတ်တဲ့ပေတံအခုလာမယ့်ပတ်မှာကျွန်တော်ရဲ့ဒါအကောင်းဆုံးပေတံဖြစ်ပါတယ်ကြိုက်တဲ့ကူမတွေလိုက်လို့ရပါတယ်ဒါမှမဟုတ်အထူးမွေးထပ်သွားပြီးမှမထွက်သေးဘူးဆိုရင်အကူမတွေလိုက်ချင်ရင်လိုက်နိုင်ရန်အတွက်ကျွန်တော်လာနိုင်ကြီးရှိတဲ့ပေတံတစ်မျိုးကိုတင်ပေးလိုက်ပါတယ်အဲဆိုတော့ပေတံကတော့933ကို2.49နဲ့ကတ်တဲ့ပေတံဖြစ်ပါတယ်နောက်ပြီးတော့အခုလာမယ့်ဘက်မှာ၄ခွက်ထဲကိုပဲမွေးကျင်တဲ့အကူမကြီးအတွက်ရှယ်မွေး၄ခွက်ကိုလည်းကျွန်တော်တင်ပေးသွားမှာဖြစ်ပါတယ်ကျွန်တော်ရဲ့ရှယ်မွေး၄ခွက်ကတော့1နှစ်1ခွန်1419 1နှစ်1ခွန်1419အကန၄ခွက်ကိုအခုလာမယ့်ဘက်မှာမွေးကျင်တဲ့အကူမတွေမွေးလို့ရပါတယ်၄ခွက်ကောင်းအနေနဲ့ပဲဖြစ်ဖြစ်ရှယ်မွေး၄ခွက်ပဲဖြစ်ဖြစ်၄ခွက်ကောင်းအနေနဲ့အကူမတွေကမွေးကျင်မွေးလို့ရပါတယ်နောက်တစ်ခေါက်ပြန်ပြောပြပါမယ်1နှစ်1ခွန်1419အကန၄ခွက်ကိုမွေးကျင်လည်းမွေးလို့ရပါတယ်အဲဆိုတော့ပေတံနဲ့ကျွန်တော်တို့ဒီရှယ်မွေး၄ခွက်ကတော့ကျွန်တော်လာနိုင်ကြီးရှိရဆိုတဲ့အကြောင်းကိုကျွန်တော်ပြောပြပေးတာဖြစ်ပါတယ်အဲဆိုတော့ကျွန်တော်တို့ဒီ73ဘတ်ဇက်တိုက်အောင်လာတဲ့အထူးမွေးကိုကျွန်တော်စပြီးတော့ပြောပြသွားမှာဖြစ်ပါတယ်အကူမကြီးအတီးပဲဖြစ်ပါတယ်ဟိုဘက်ကျွန်တော်စိုက်ပြတဲ့ channel တွေကကျွန်တော်အပတ်စဉ်တိုင်းမှာအထူးမွေးတစ်မျိုးတည်းကိုပဲပေးလာတာဖြစ်ပါတယ်ဒီဘက်မှာလည်းအထူးမွေးတစ်မျိုးတည်းကိုပဲပေးမှာဖြစ်ပါတယ်အဲဆိုတော့အထူးမွေးရတော့73ဘတ်ဇက်တိုက်လုံးမှာအောင်တယ်လို့ကျွန်တော်တို့ main or 8ခွက်ထဲရပဲ73ဘတ်ဇက်တိုက်လုံးမှာအောင်တာဖြစ်ပါတယ်အဲ့ဒီပတ်ဒီမှာဆိုရင်အကူမတွေအဲ့ဒီ main or 8ခွက်ထဲကိုပဲကစားမယ်ဆိုရင်တော့မှအပတ်စဉ်တိုင်းမှာလုံးဝကျွန်တော်တို့ရှယ်မြတ်လာမှာဖြစ်ပါတယ်အဲဆိုတော့ကျွန်တော်ရဲ့ဒါ73ဘတ်ဇက်တိုက်အောင်လာတဲ့အထူးမွေးကိုစပြီးတော့ပြောပြသွားမှာဖြစ်ပါတယ်အထူးမွေးရဲ့ကျွန်တော်တို့ main or 8ခွက်ကိုအရင်ဆုံးစပြီးတော့ပြောပြပါမယ်အထူးမွေးရဲ့ main or 8ခွက်ကတော့46 41 48 40
နောက်တစ်ခေါက်ပြန်ပြောပြပါမယ်46414840 25202321 25202321အထူးမွေးရဲ့မိန်ရောရှိခွက်ကိုနောက်တစ်ခေါက်ပြန်ပြောပြပါမယ်46414840 25202321အဲ့ကနေ့နေရတော့ကျွန်တော်ရဲ့ဒါအထူးမွေးရဲ့မိန်ရောရှိခွက်ဖြစ်ပါတယ်ဒူအောကွက်အနေနဲ့ပဲဖြစ်ဖြစ်ရန်ကွက်အနေနဲ့ပဲဖြစ်ဖြစ်နောက်ထပ်၄ခွက်ကိုထပ်ထည့်ပြီးမှဖြစ်ပါတယ်ကျွန်တော်12ခွက်ဆိုင်နေပဲဒါအပတ်စဉ်တိုင်းမှာပြီးလာအကူမကြီးဒီပဲဖြစ်ပါတယ်အဲဆိုတော့ကျွန်တော်ရဲ့အထူးမွေးရဲ့ဒူအောကွက်ကတော့45432926 45432926ကျွန်တော်ရဲ့အထူးမွေးရဲ့ဒူအော၄ခွက်ကတော့45432926နောက်တစ်ခေါက်ပြန်ပြောပြပါမယ်အထူးမွေးရဲ့ကျွန်တော်တို့ main all ရှိခွက်ကတော့46414840 25202321အခဏနေရတော့ main all ခွက်ဖြစ်ပါတယ်ဒူအောခွက်အနေနဲ့ဆိုရင်45432926အခဏနေရတော့ဒူအောခွက်အနေနဲ့ထည့်ပြီးလိုက်ပါတယ်အဲဆိုတော့အခုကျွန်တော်ပြောခဲ့တဲ့၃မျိုးတည်းမှာ YouTube အကူမကြီးအတွက်ကျွန်တော်အထူးမွေးတစ်မျိုးတည်းကိုပဲပေးပါတယ်အထူးမွေးထပ်သွားပြီးမှကျွန်တော်ပေတံရဲ့ရှယ်မွေးလေးခွက်ကိုလိုက်ချင်လဲလိုက်လို့ရပါတယ်ရှယ်မွေးလေးခွက်ကတော့ကျွန်တော်ဒီအခုလာမဲ့ဘက်မှာကျွန်တော်အနည်းဆုံးတစ်ခွက်ကတော့ထပ်ဖို့ရှိပါတယ်အထူးမွေးကတော့ကျွန်တော်တို့လုံးဝဒီဘက်မှာလည်း100%လုံးဝဒေချာပေါက်လောင်မဲ့အထူးမွေးဖြစ်ပါတယ် YouTube ကအဖွင့်မဝင်နိုင်တဲ့အကူမကြီးအတွက်ကျွန်တော်100%အောင်မခံပြီးတော့အထူးမွေးကိုပေးပါတယ်အရင်ကဆိုရင်တော့ကျွန်တော်စာရွက်လေးနဲ့ချပြီးတော့ရေးထားပြီးတာဖြစ်ပါတယ်အခုကဘလို့မှကျွန်တော်ပြလို့မရပါဘူးပြီးခဲ့တဲ့အပတ်တောက်ကြနေရလဲကျွန်တော်အခြား channel တစ်ခုနဲ့စိုက်ပြပြီးတော့တင်လိုက်တဲ့ခါမှာတခါတည်းတန်းပြီးတော့ပြတ်တာဖြစ်ပါတယ်အခုနောက်ပိုင်းမှာ site တွေပြလို့မရပါဘူးလက်ရေးတွေကိုဒါမှတ်ထားဖြစ်တဲ့အတွက်ကြောင့်မလို့ site ပြမယ်ဆိုရင်လုံးဝကျွန်တော်ပြတ်ကြသွားမှာဖြစ်ပါတယ်အဲဆိုတော့အခုဘက်မှာဆိုရင်ပေတံရဲ့ရှယ်မွေး၄ခွက်ကတော့ကျွန်တော်မပေးပါဘူးလာနိုင်ကြီးရှိတယ်ဆိုတဲ့အကြောင်းကိုပြောပြပြီးတာဖြစ်ပါတယ်အဲ့ကောင်တွေကလည်းဒါတေချာပေါက်ဒီဘက်မှာလုံးဝဆင်းလာမဲ့ကျွန်တော်တို့ပေတံတို့ပြီးရှယ်မွေးတို့ဖြစ်ပါရှယ်မွေး၄ခွက်ဖြစ်ပါတယ်အဲဆိုတော့အဲ့ကောင်တွေကတော့အကူမတွေဗျာများမှဆိုတဲ့အတွက်ကြောင့်မလို့ကျွန်တော်ပေးနေကြတိုင်းပဲအရင်ကကျွန်တော်ပေးနေကြတိုင်းဖြစ်တဲ့ကျွန်တော်အထူးမွေးကိုပဲပေးပါတယ်အထူးမွေးကတော့12ခွက်ဆိုင်နဲ့တွားတာဖြစ်ပါတယ်အဲ့ဒီထူးမွေးကိုပဲကျွန်တော်အပတ်စဉ်တိုင်းမှာဒါတောက်လျှောက်ကျွန်တော်ပေးလာမှာဖြစ်ပါတယ်ဒီဘက်ပါဆက်ပြီးတော့ပေးမယ်ဆိုရင်တော့14ဘက်မြောက်ဖြစ်ပါတယ်14ဘက်မြောက်မှာမှအကူမတွေထူးခြားချက်ကတော့အဲ့ main ရော8ခွက်ထဲကနေပြီးတော့ပဲထွက်တာဖြစ်ပါတယ်ပြီးခဲ့တဲ့ကျွန်တော်တို့ဒီ73ဘက်မှာလည်းပဲအဲ့8ခွက်ထဲကိုကစားမယ်ဆိုရင်တော့မှအကူမတွေလုံးဝအဆင်ပြေမှာဖြစ်ပါတယ်ဒါပေမဲ့လည်းအကူမတွေရေရှည်ကိုသွားမှာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်က3ခွက်4ခွက်လောက်ကိုကျွန်တော်2ပတ်3ပတ်လောက်မှန်အောင်ထုတ်ပေးလိုက်လို့ရပါတယ်ရေရှည်ကိုကျွန်တော်တို့သွားမှာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်12ခွက်ဆိုင်နဲ့ပဲတင်ပေးပါတယ်အဲဆိုတော့အခုဘက်မှာဆိုရင်ကျွန်တော်အခုပြောခဲ့တဲ့ကျွန်တော်3မျိုးတည်းမှာအထူးမွေး1မျိုးတည်းကိုပဲရွေးချယ်ပြီးတော့ပေးပါတယ်အဖွဲ့ဝင်တွေကတော့ဒါနားလည်မယ်လို့ထင်ပါတယ်ပြီးခဲ့တဲ့အပတ်ဒီမှာလည်းကျွန်တော်က channel တွေတောက်လျှောက်ပြတ်တာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ဒီ channel တွေကိုပြန်ပြီးတော့တိဆောက်နေရတာနဲ့ဒီဘက်ကနန်းရှာရဲ့ဘက်မှာလင်ဟင်းတာဖြစ်ပါတယ်လင်ဟင်းတာဆိုပေမဲ့ပြီးခဲ့တဲ့အပတ်မှာဆိုလို့ရှိရင်အဖွဲ့ဝင်တွေကကျွန်တော်35မှရမှာဖြစ်ပါတယ်35မှတစ်ကြိမ်ရမယ်ပြီးရင်26မှတစ်ကြိမ်ရမယ်ပြီးလို့ရှိရင်36မှတစ်ကြိမ်ရမှာဖြစ်ပါတယ်ပြီးတော့တောက်ကြနေရကျွန်တော်ဒီ3ည1မှာလည်းရမှာဖြစ်ပါတယ်တချို့နေရာတွေမှာလည်းအကူမတွေတွားပြီးတော့ဝင်လိုက်လို့ရပါတယ်အဖွဲ့ဝင်ဇာတုပတ်တီကျွန်တော်တို့တလုံးအောင်တယ်ဆိုတာနဲ့တာဝန်ကြီးတယ်ဆိုပြီးတော့ထပ်ပြီးမပေးတာဖြစ်ပါတယ်ကျွန်တော်ကအဖွဲ့ဝင်ဇာတုပတ်တီတလုံးထုတ်ပြီးတော့မထွက်မချင်းဆိုပြီးတော့ကျွန်တော်ကလိုက်ခိုင်းလိုက်လို့ရပါတယ်ကျွန်တော်ရဲ့အဖွဲ့ဝင်တွေအရှုံးမရှိအောင်ကျွန်တော်ရဲ့နီးစနစ်တိုင်းပဲတွားတာဖြစ်ပါတယ်တချို့ဘက်တွေဆိုရင်ကျွန်တော်အဖွဲ့ဝင်ဇာတုပတ်တီ3-4လုံးယူပေးပါတယ်ဂယ်ဘောက်တွေနဲ့ဆိုရင်5-6ချိန်ရတော့ဒါအဖွဲ့ဝင်တွေဒါမိမှာဖြစ်ပါတယ်ပြီးခဲ့တဲ့ဘက်က35ရယ်26ရယ်36ရယ်3ည1ရယ်ဆိုပြီးတော့အဖွဲ့ဝင်တွေကရမှာဖြစ်ပါတယ်
အဲ့ဆိုတော့အခုလာမယ့်ဘက်မှာလည်းအဖွဲ့ဝင်တွေကိုကျွန်တော်ပြီးခဲ့တဲ့ဘက်ကထက်2ဆလောက်ကိုကျွန်တော်ထပ်ပြီးတော့အကောင်းဆုံးကြိုးစားပေးသွားမှာဖြစ်ပါတယ်အဲ့ဆိုတော့အခုမှနားလည်မယ်လို့ထင်ပါတယ်ကျွန်တော်က like လွှင့်မယ်ဆိုရင်တော့ဒါ view များမှာဖြစ်ပါတယ်ပြီးတော့ကျွန်တော်မှန်းလဲဒါကျွန်တော်ရဲ့ fan တွေကတည်ရင်မှတည်မှာဖြစ်ပါတယ်ကျွန်တော်ကအရင်က site တွေပြတာဖြစ်တဲ့အတွက်ကြောင့်မလို့သူတို့ကကျွန်တော်ရဲ့လက်ရေးတွေကိုပဲမှတ်ထားမှာဖြစ်ပါတယ်အခုလည်းပဲကျွန်တော်တို့မြင်မှာဖြစ်ပါတယ်မြင်ပေမဲ့လည်းကျွန်တော်မှန်းတည်ကြမှာတည်မှာဖြစ်ပါတယ်အဲဆိုတော့အခုမှတွေက like and subscribe နှိပ်ထားမှကျွန်တော်အတစ်တင်တိုင်းကိုတည်ရမှာဖြစ်ပါတယ်အဲ့ဒါပြီးတော့လာမယ့်ဘက်အတွက်ကျွန်တော်အဖွဲ့ဝင်မဲ့အကူမတွေကလာမယ့်ဘက်အတွက်ကျွန်တော်ဗော်ရဟုမကျော်ဇာတို့ဘက်ဒီတစ်လုံးဝိုင်းရောသုံးဘက်ကိုလိုချင်တဲ့ကူမတွေကလာပြီးတော့အဖွဲ့ဝင်လို့ရပါတယ်ပုံမှန်ပဲကျွန်တော်1000ပဲဒါပုံမှန်ပဲတတ်မှတ်ထားတာဖြစ်ပါတယ်အဖွဲ့ဝင်ကတော့ဒါ1000ပါပဲဘယ်တော့မှကျွန်တော်မတိုးပါဘူးနောက်ပြီးတော့ကျွန်တော်ရဲ့ဒီအဖွဲ့ဝင်ဇာတို့ဘက်ဒီထပ်သွားပြီးသွားရင်လည်းနောက်ထပ်ကဏ္ဍတွေကိုကြံရက်ဒီမှာအကောင်းဆုံးထပ်ပြီးတော့ကြိုးစားပေးသွားမှာဖြစ်ပါတယ်ကျွန်တော်ယူပေးနိုင်တဲ့အပတ်မျိုးဆိုရင်အဖွဲ့ဝင်ဇာတို့ဘက်ဒီကျွန်တော်တို့တပတ်အတွင်းမှာ6လုံးတစ်ကြိမ်အောင်မှုပါတယ်9လုံးတစ်ကြိမ်ကျွန်တော်တို့အောင်ထားမှုတဲ့အစဉ်လာရှိပါတယ်ပြီးတော့အဖွဲ့ဝင်တွေကနားလည်ရမှာတချို့နေရာတွေမှာဆိုရင်အဖွဲ့ဝင်ဇာတို့ဘက်ဒီတစ်လုံးအောင်ပြီဆိုတာနဲ့ဒါတာဝန်ကြီးတယ်ပြီးပြီဆိုပြီးတော့ထားရရှိပါတယ်ကျွန်တော်ကတော့ဘယ်တော့မှအဖွဲ့ဝင်တွေကိုပြင်မထားပါဘူးကျွန်တော်လုပ်ပေးနိုင်တဲ့အပတ်မျိုးဆိုရင်3-4လုံးနှလုံး3လုံးကတော့ဒါအများအားယူပေးနေကြဖြစ်ပါတယ်အဲဆိုတော့လာမယ့်ဘက်အတွက်အဖွဲ့ဝင်မဲ့အကူမတွေကထုံးစံတိုင်း952 385 558နောက်တစ်ခေါက်ပြန်ပြောပြပါမယ်952 385 558အဲ့မှာလာပြီးတော့အဖွဲ့ဝင်လို့ရပါတယ်ခဏကိုတော့ကျွန်တော်တနင်္ဂနွေည9နာရီဝန်းကျင်လောက်မှာပို့ပေးသွားမှာဖြစ်ပါတယ်ကျွန်တော်ရဲ့ကဏ္ဍတွေကတခုထပ်သွားပြီးသွားရင်လည်းနောက်ထပ်ကဏ္ဍတွေကိုအကောင်းဆုံးကြိုးစားပေးသွားမှာဖြစ်ပါတယ်ပြီးတော့အဖွဲ့ဝင်တွေနားလည်ထားမှာကျွန်တော်ရဲ့တာဝန်ကတော့အဖွဲ့ဝင်ဇာတုပတ်ဒီတစ်လုံးအောင်ပြီဆိုတာနဲ့ကျွန်တော်ရဲ့တာဝန်ကြည်ပြီးဖြစ်ပါတယ်ကြည်တယ်ဆိုပေမဲ့လည်းကြံရက်တွေမှာကျွန်တော်ရဲ့ထုံးစံတိုင်းအကောင်းဆုံးကြိုးစားပေးသွားမှာဖြစ်ပါတယ်ကျွန်တော်လုပ်ပေးနိုင်တဲ့အပတ်မျိုးဆိုရင်ဒါအကူမကြီးတီပဲဖြစ်ပါတယ်အဖွဲ့ဝင်ဇာတုပတ်ဒီပဲ9လုံး6လုံးအောင်ခဲ့တဲ့အစဉ်လာရှိပါတယ်အကယ်၍ကျွန်တော်ကအဖွဲ့ဝင်ဇာတုပတ်ဒီတစ်လုံးအောင်သွားပြီးသွားရင်လည်းနောက်ထပ်တစ်လုံးကိုထပ်ပြီးတော့နောက်ထပ်ကဏ္ဍကိုထပ်ပြီးတော့ပြီးတဲ့အခါမှာထပ်အောင်တဲ့အခါမှာအကူမကြီးကျွန်တော်ကိုထပ်ပြီးတော့ပြီးတယ်ဆိုတာမရှိပါဘူးအဲ့တော့ကြောင့်မလို့တပတ်တလေမှာကျွန်တော်အရင်ဘက်တွေလို့မယူပေးနိုင်တဲ့အခါမျိုးတွေရှိခဲ့ရင်လည်းကိုမကြီးနားလည်ပေးရမှာဖြစ်ပါတယ်တာဝန်ကတော့အဖွဲ့ဝင်ဇာတုပတ်ဒီအောင်ပြီဆိုတာနဲ့တာဝန်ကြည်ယူရဖြစ်ပါတယ်အဲဆိုတော့လာမယ့်ဘက်အတွက်အဖွဲ့ဝင်မဲ့ကိုမတွေက952 385 558အဲ့မှာလာပြီးတော့အဖွဲ့ဝင်လို့ရပါတယ်အဖွဲ့ဝင်ကြီးကတော့ထုံးစံတိုင်းကျွန်တော်တို့1000ပဲဖြစ်ပါတယ်အဲဆိုလို့ရှိရင်ပြီးတော့ကျွန်တော်ကဏ္ဍတော့တနင်္ဂနွေည9နာရီဝန်းကျင်လောက်မှာပို့ပြီးသွားမှာဖြစ်ပါတယ်အခုလာမယ့်ဘက်မှာအရင်ဘက်ထက်ကျွန်တော်အဖွဲ့ဝင်တွေကိုထပ်ပြီးတော့ကျွန်တော်2ဆလောက်ထပ်ပြီးတော့အကောင်းဆုံးကြိုးစားပြီးသွားမှာဖြစ်ပါတယ်အဲဆိုလို့ရှိရင်အကူမတွေအားလုံးအခုလာမယ့်ဘက်မှာတနင်္လာနေ့ကနေစလို့အဖွင့်လာကြပါစေတပတ်စာလုံးမှာလည်းကံတွေကောင်းတဲ့ကောင်းကြပါစေလို့ဆုတောင်းရင်းကျွန်တော်ဒီမှာပဲရနာပါတယ်